စိတ်သက်ကြွတဲ့ဗီဒီယိုတွေ trainers တွေ motivation ပေးတဲ့ဗီဒီယိုတွေကြည့်မိတဲ့အခါမှာကျမကိုယ်တိုင်ဘာတွေးမိလဲဆိုရင်သူတို့ကဘယ်တော့မှစိတ်တမကြတော့ဘူးလားလုံးဝစိတ်ထဲမှာသူတို့တိုးတက်နေတာတွေကိုသူတို့ပြောပြနေတာဒါကိုလက်မခံနိုင်ဘူးကျမသူတို့ဘယ်လိုလေး mindset ကို shift လုပ်လိုက်လို့သူတို့တိုးတက်သွားလို့ပြောတဲ့အချိန်မှာကျမလက်မခံနိုင်ဘူးအဲ့လိုလက်မခံနိုင်တဲ့အတွက်သူတို့လည်းမပြောမေကုန်းကိုပေါ့မင်းသူတို့ဘယ်တော့မှစိတ်ညစ်တော့ဘူးလားသူတို့အမြဲတမ်းအဆင်ပြေနေရလားစသဖြင့်အဲ့လို trigger ဖြစ်နေပြောတယ်ဘာလို့လဲဆိုတော့သူတို့ပြောတဲ့စကားလုံးတွေကိုမှခံနိုင်ရည်ဆိုတာမရှိဘူးတချို့အရာတွေကလူတွေကကိုမှန်တယ်ဆိုရင်တောင်မှလက်မခံကြဘူးအဲ့တော့ကျမဆိုလဲကျမအခုချိန်ထိအင်မတန်မှကိုသဘောကျရတဲ့ပထမဦးဆုံးဘဝရဲ့ mentor ကိုစတွေ့တဲ့အချိန်မှာသူပြောတာလေးတွေကောင်းတယ် but နောက်ဆုံးကျရင်သင်တန်းကျင်ညာတာဒါဆိုရင်ကျမစိတ်ထဲမှာသူကဒီသင်တန်းပဲကျင်ညာနေရပဲစိတ်ထဲမှာလက်မခံနိုင်ဘူးသိလားအဲ့ဒါဘာဖြစ်တာလဲဆိုရင်ကျမတို့ရဲ့ခံယူထားတဲ့ယုံကြည်ချက်တွေကျမတို့ရဲ့ mindset တွေကြောင့်ကျမတို့စီလာတဲ့ကောင်းသောအရာတွေကိုကျမတို့ကလက်မခံနိုင်တာဖြစ်တယ်အဲ့လိုတကားတွေပိတ်ထားတာများလေးကျမကြားဘူးတဲ့စကားလုံးပဲ if you are not growing you're dying ကိုက grow တိုးတက်ကြီးပွားမနေဘူးဆိုရင်တည်နေတာနဲ့အတူတူပဲအဲ့တော့ဘယ်လိုမျိုးလဲကျမတို့ရဲ့အတွေးခေါ်တွေ mindset တွေကကျမတို့ငယ်ငယ်တုန်းကသိခဲ့တဲ့ကျမတို့ပတ်ဝန်းကျင်ကသင်ခဲ့တဲ့ knowledge ဘဟုတုတဒီလောက်ဆိုဒီလောက်နဲ့ပဲကျမတို့ရှေ့ဆက်သွားနေတာကျမတို့အရင်တုန်းကကြတော့ဘာဖြစ်လဲအဲ့တော့ဒီအရွယ်မှာဒီ mindset နဲ့ကဒီလိုအဆင်ပြေခဲ့တယ်မဟုတ်တော့ကျမတို့အခုကြီးအသက်တွေလည်းကြီးလာပြီအခြေအနေတွေလည်းပြောင်းလဲသွားပြီ situation တွေကဘာမှမတူတော့ဘူးကျမတို့ရဲ့မြေပုံတွေကျမတို့ရဲ့အတွေးခေါ်တွေကျမတို့ရဲ့အယူအဆတွေအရင်တုန်းကပုံစံတိုင်းလုပ်ဖို့ဆိုရင်အရင်တုန်းကရလက်တွေလည်းရလာမှာဆိုတော့ဒီအချိန်ကကျမတို့ရဲ့ယုံကြည်ချက်အသက်တွေကိုဖန်တီးပြီးတော့မှ grow ဖြစ်နေရမယ့်အချိန်အဲ့တော့ကျမဆိုလဲငငယ်တုန်းကပတ်စံနဲ့ပတ်သက်လာရင်ငွေဆိုတာငွေရှိတဲ့သူတွေကမကောင်းဘူးလို့ယုံကြည်ခဲ့ဘူးလေဘာလို့လဲကျမရဲ့မိဘပတ်ဝန်းကျင်အားလုံးကငွေရှိတဲ့သူတွေဆိုရင်မကောင်းလို့ယုံကြည်တဲ့စကားတွေကနားထဲမှာပြည့်ရှံနေအောင်ကြားခဲ့ရတယ်ပတ်စံချမ်းသာတဲ့ဆိုတာမကောင်းငွေအရန်ရှာခြင်းနဲ့ဆိုတာလောဘကြီးတယ်ငွေဆိုတာဒုက္ခပေးတာငွေကြောင့်မလို့ငါတို့ဒုက္ခရောက်နေတာစသဖြင့်ပတ်စံနဲ့ပတ်သက်ရင်အဲ့လိုအရာတွေပဲကြားလာတဲ့အချိန်မှာကျမကိုယ်တိုင်လက်ခံလိုက်တယ်ငွေဆိုတာမကောင်းဘူးဒီလိုမျိုးယုံကြည်ချက်နဲ့ကျမတို့ကငွေရှာလာခဲ့တာof course ဝန်ထမ်းဖြစ်တယ်လစာလေးကိုလုံးဝချစ်ကုပ်ပြီးတော့တုံးရတဲ့ပုံစံနဲ့ကျမကိုယ်တိုင်လည်းပြတ်တန်းခဲ့ရတာဒါပေမဲ့ mindset ကိုကျမတို့ဖယ်လိုက်တဲ့အခါနောက်ထပ် mindset အသစ်နဲ့အစားထိုးပြီးကိုယ့်ရဲ့ဘဝကိုရှင်သန်တဲ့အခါကျမကငွေတွေထင်တာထက်အများကြီးရှာနိုင်တယ်ဒါအမှန်တရားပဲဒါအမှန်တရားပဲကျမကိုကျမသိတယ်ဘလို့ပြောင်းလဲလာလဲဆိုတာအခုကြည့်နေရမယ့်ဆိုရတော့ကျမအခုချိန်မှာမြင်တဲ့ချိန်မှာအနည်းဘလောက်ရှာနိုင်လို့လဲဆိုပြီးစိတ်ထဲမှာ trigger ဖြစ်ကောင်းဖြစ်လိမ့်မယ်ကျမအတိဆုံးပဲကျမကိုယ်တိုင်လစာတစ်လကို2သိန်းခွဲလောက်ရကနေမှကျမကိုယ်တိုင်အခုကိုယ့်အလုပ်ကိုလုပ်ပြီးတော့350 360လဲရှာနိုင်တယ်အခုလိုကြည့်နေမိတ်ဆွေတွေမှာလဲဒါလက်မခံနိုင်ဘူးလို့တွေးကကျမကိုယ်တိုင်လည်းငွေနဲ့ပတ်သက်ရင်မကောင်းတဲ့ခံယူချက်တွေမကောင်းတဲ့ယုံကြည်မှုတွေ